စပင်ညက်မယ်နော် ဟုတ်ဆရာ ဘယ်လိုပုံစံညက်မလဲ နားလေဆရာမျက်နှာနဲ့လိုက်တဲ့ပုံစံ မျက်နှာနေလိုက်လက်ပုံ ဟုတ် ဘယ်လိုဒီတော့တူလို့ရလား အဲ့လောက်နည်းနည်း အဲ့လောက်ကြီးရှင်းပါစပင်ရတယ်မလေးတိုးနေပြီလေ ဟုတ် နော် ဟုတ် အဲ့ဒါကိုမှလုံးဝတူလိုက်တော့မယ်နော် ဟုတ်ဆရာ တူလေးညက်လိုက်မယ် ဟုတ် တူလိုက်မှမလှရင်ဘယ်လိုလုပ်ကြမလဲအဲ့ဆို ဆရာယုံပါတယ် ရလှပါတယ်ဆရာကိုယုံပါတယ်အပေါ်လေးတော့ဖြောက်ဆက်လေးတော့နည်းနည်းလေးဆွဲရမယ်နော်အုပ်လေးနည်းနည်းတော့တွင်းရမယ်နော် ဟုတ် စပင်ပြန်လန်လာလေးတွေနည်းနည်းလေးရှိလို့လေโอเคရမလား ဟုတ် အဲ့ဆိုလုံးဝချောင်းလုံးဝညက်ချပ်လိုက်တော့မယ်နော် ဟုတ်ဟုတ် ဒီလောက်ကြီးတူချပ်လိုက်တော့မယ်နော် ဟုတ် တေချာသွားပြီနော်ဒီလောက်လောက်နော်ဒီလောက်လောက်ရလား မရဘူးဒီဘာရတ်တူသွားလို့လား တူ အဲ့ဆန်နဲ့ဆင်တူညက်မလားဒီလိုလေးလေ တော့ ဒီလိုလေးလေအဲ့ဆိုတော့လောကခေါ်သွားမှာအဲ့ကြရဲ့အမျိုးသားရရဲ့မလို့လား ရွတ်တာပါပြောအမေကအဲ့လိုအရင်ရှေ့ထားခိုင်းတာလေ အော်အမေကရှေ့ထားခိုင်းတာအမေရေသမီးရိုက်ကုန်တွေရိုက်ကုန်သွားလိုက်တာလို့စပင်းတွေကုန်ပြီးတို့တူသွားပြီတို့နော်ဆရာကထမ်းရက်လိုက်တော့တူသွားပြီအမေရေလို့ပြောမှာပဲရအောင်နော် အတူလေးဖြစ်တာ ဟုတ်တယ်အတူလေးဖြစ်သွားမယ်နော်ခုအဲ့ဆို အဆင်ပြေပါငယ်သွားရင်အဆင်ပြေ โอเคဟုတ်ပြီအဲ့ဆိုလို့ရှိရင်ညက်ချပ်လိုက်တော့မယ်နော် ဟုတ်ဆရာ โอเค